ဒါလေးလေးဖြည့်ခြင်းလို့ပေါ့ကွာဒါညီမလေးတို့ပြပြပေါ့နော်ဒီညီမဟိုကျွန်တော်အားလဲနာပါတယ်ကျွန်တော် TikTok ကနေပြီးကျွန်တော်ကစေကန်းလည်းမခေါ်ဘူးပေါ့နော်ကျွန်တော်ရှေ့မှာလည်းပြောတယ်လာမပြပါနဲ့ဘာလို့ဆိုတော့ဟိုကွာ TikTok ကနေပြီးတော့ကျွန်တော်ကမပြစေချင်ဘူးဘာလို့ဆိုတော့ဒီလိုကွာ TikTok လေးကြည့်ပြီးလာပြတာတဲ့အဓိကယုံမှကြည်တာလေအဓိကယုံကြည်မှုဆိုတာယုံမှကြည်တာအဲ့တော့ဒီဆေးပညာဆိုတာခုမှစခုမှ line မော်တက်ပြောလို့အောင်မြင်လို့ရတဲ့ဟာတွေမဟုတ်အဲ့ကျွန်တော်တို့က GP လို့ခေါ်တယ်နှစ်ပေါင်းများစွာကုလာခဲ့တယ်ဒါဒီတက်တန်းကောလူနာကော relation နဲ့သွားတာကျွန်တော်မန္တလေးဒီ GP ဆရာဝန်တွေကကြာ relation နဲ့သွားတာမန္တလေးကပို့ဆိုတယ်သူကအဆွဲကြည့်တယ်ဒီဆရာဆိုဒီဆရာမအဲ့တော့ကျွန်တော်ဆိုလဲတော်တော်ကိုချွတ်ယူရတယ်လွန်ခဲ့တဲ့10နှစ်ကဆိုရင်ဆရာပဲထိုးတာကြိုက်တာဒုက္ခပဲငါးကြီးပဲဆိုးထိုးတာကျွန်တော်ပင်ပန်းတာပေါ့နော်ကိုယ်ပဲဆေးထိုးရတယ်ကိုယ်ပဲဖြတ်ကိုယ်ပဲလုပ်ရတာအဲ့လိုဘောကနေလာတာပါပဲအဲ့တော့ဒါပေမဲ့ပြတာကဘာလဲဆိုတော့ဟို line ပေါ်မှာတက်ပြီးတော့ line ပေါ်မှာကြည့်ပြီးတော့လာပြတာမျိုးမလိုချင်ဘူးဗျာကျွန်တော်တော့မလာစေချင်ဘူးဟိုလိုပြပြောဒါကတော့တက်နေတော့ကျွန်တော်ပြောသလိုလုပ်ပါအကျမ်းမာရေးကောင်းတယ်အများကြီးပြောထားတယ်လေ့လာပါကိုယ်နဲ့နီးစရာဆရာဝင်လဲကုပါအဲ့တော့ကျွန်တော်တို့ကဒီကျမ်းမာရေးပြပြတယ်ကိုတိတယ်လေးကိုပြောသင့်တယ်ပေါ့ဥပမာကွာအသေးစီပေါ်နဲ့အသေးကင်ဆာဖြစ်နေဆိုတာတော်တော်များများမသိကြဘူးမနေ့ကထမင်းစီစဉ်အကြော်ပဲစားကြတယ်ကျွန်တော်လူမျိုးတွေဤကြောက်ဝေးစားတဲ့လူမျိုးတွေကျွန်တော်တို့ကတသက်လုံးစားလာတာကွာတခါတလေပဲစားမယ်ဆိုတော့ကျွန်တော်မသိဘူးနေ့တိုင်းစားတာမနေ့ဆိုရင်ရှောက်ခေါက်ဆွဲစားတယ်နော်ဟိုထမင်းစီစဉ်အကြော်နဲ့အရင်တီးတယ်နော်အဲ့ဒါစားတယ်ကွာ exercise လုပ်နိုင်တော့ကိစ္စမရှိဘူးလေဘန်းနိုင်ကိစ္စမရှိမဘန်းနိုင်မဲနဲ့အဲ့လိုမျိုးတွေအကြောင်းမို့ကျွန်တော်ခုပြောနေတယ်ကယ်လိုရီအကြောင်းတွေပြီးရင်လက်ဖက်စားရင်ကယ်လိုရီပိုတက်တယ်ထမင်းစီစဉ်6ဆုံးကကယ်လိုရီ100ဆိုပါစို့နော်ထမင်းဖြူ6ဆုံးကကယ်လိုရီ100ထမင်းစီစဉ်လိုက်ရင်200လက်ဖက်ထမင်းဆို300အဲ့တော့ကျွန်တော်ခေါင်းတိုင်းလည်းဖြစ်တယ်ကျွန်တော်ပြောဆရာမောတယ်မောတယ်ငါခေါင်းအသေးစီဖုံးတယ်အဲ့တော့အသေးစီဖုံးတယ်အဖေကလည်းအသေးကင်ဆာအမေကလည်းဒါရင်သားကင်ဆာဦးလေးကလည်းစီးကြိုနှလုံးသွေးတို့ဒါတွေတဲ့နေနေတာအဲ့တော့သူတို့တွေရဲ့အနေထိုင်တွေ live ဆိုင်တွေမှားတယ်တက်တလုံးလည်းပြောမြောက်ပြင်မရဘူးရော့ဆေးတောက်ဆေးထိုးဒီစားကျင်တာစားဆိုပြီးဒီလိုကြီးနဲ့နေလာခဲ့တဲ့ဘဝကြီးတန်တရာကြီးကအသက်80 80မကြော်ခဲ့ဘူးနော်ခုကကျွန်တော်တို့80ကျော်အသက်130 120ဒီနေမဲ့နီးတွေချပြတာအဲ့တော့ဈေးကောင်ကျွန်တော်ကဟိုလို TikTok နေမခေါ်ဘူးဗျာတဲ့ပြောပြတာမလာပါနဲ့ဟိုလိုပြောတာမဟုတ်ဟိုစမ်းပြီးလာလဲမကုနဲ့ကျွန်တော်တို့ကမန္တလေးသားတွေနော်နာမည်ပြတ်ခံလို့မရဘူးအဲ့တော့ပုံဝင်လေးပြောရင်တဲ့ပဲဟိုကို့ဒီဆရာเจ้าကိုတိတဲ့သူပဲလာတာကောင်းတယ်ကို့လူနာနဲ့ကိုတော်မှကိုကမအားဘူးလေအဲ့တော့ဒီကမှ line ပေါ်တက်ပြောတယ်အဲ့လိုပြောဆိုစေကန်း GP ကောင်းချင်လို့လည်းမဟုတ်ဘူးကျွန်တော်တို့ကပြောပြီးပြီကျွန်တော်က GP အများကြီးကုခဲ့ပြီတရက်ကိုရာကျော်လည်းကုပြီးသွားပြီမကုချင်တော့ဘူးအေးစစ်စစ်လေးပြောရတာကြိုက်တယ်ဒီတော်ကီပြောလေးဖုတ်စကားပြောရတာသဘောကျတယ်အဲ့တော့နောက်ဆိုရင်ကြီးလေးကျွန်တော်ဒါအသက်50လောက်ဆိုရင်ပို့ပြီးတော့ကန့်လာမှာပဲတရက်ကို30တို့ဒါအဲ့လောက်ပဲကြည်ပြီးစကားတွေပြောရတာဒါကိုယ့်အတွက် quality of life ပြည့်တယ်ပေါ့ကျွန်တော်ကအဲ့လိုခံယူထားတယ်ဆိုတဲ့အတွက် line ပေါ်နေပြီးကျွန်တော်ကမကုဘူးပေါ့ကွာနော်ခေါ်လည်းမခေါ်ဘူး